မြန်မာစီးရင်တင်ဝင်မျိုးသမီးရဲ့အနေထားတော့ဘာပဲပြောမလေးကဖိလစ်ပိုင်ကိုနိုင်သွားတဲ့အတွက်ကတော့ဒါအုပ်စုကျွန်တော်တို့တက်ဖို့ရတော့လားလာကောင်းပါတယ်ပေါ့နော်။နောက်တော့ဖိလစ်ပိုင်အသင်းကလည်းဟိုအရင်ဖိလစ်ပိုင်အသင်းမဟုတ်ပေါ့ဟိုမြန်မာတဲ့အရက်မောင်းနေတယ်ဆိုတော့ကျွန်တော်တို့အတွက်ကစားတာခက်ခဲတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဟိုမလေးကစားတာကြည့်လိုက်တော့ဟိုကောင်းပါလေမြန်မာမျိုးသမီးတော်တော်လေးကြိုးစားပန်းစားကစားတာကိုတွေ့ရပါတယ်။နောက်ကျကျွန်တော်တို့ရတဲ့ဂိုးတွေကလည်းဝန်သက်ကီတွန်ရှင်တဲ့ဂိုးရောမေတက်လူကောင်းတိုက်တဲ့ဂိုးရောဟာတကယ်ကိုကောင်းမွန်တဲ့ဖြစ်တဲ့အတွက်ပါမြန်မာအသင်းရဲ့ဟိုဟာကိုသုံးသပ်မယ်ဆိုတော့ကျွန်တော်တို့ကတော့စီဂိမ်းမှာတော့အများအားကာလာတစ်ခုရနေတဲ့အသင်းတစ်သင်းဖြစ်တယ်ခုလဲစီကာလာတစ်ခုတော့ရမယ်လို့တော့သုံးသပ်လို့ရပါတယ်ဘာဖြစ်လဲဆိုတော့သူတို့ရဲ့ကြိုးစားမှုနဲ့နေပြအစုပွဲရဲ့ဟိုဟာလေးတွေကတွေ့ရတဲ့အတွက်ကျွန်တော်တို့အလားအလာတစ်ခုအထိတော့ရောက်မယ်လို့တော့ထင်ပါတယ်ဟိုနောက်တစ်ခုကတော့ဟိုတမ်းမဲ့တင်းနေရလဲအရင်လိုတော့ကျွန်တော်တို့လွယ်လိမ့်မယ်လို့တော့မထင်ဘူးဘာလို့လဲဆိုတော့အကုန်လုံးကဟိုဘောလုံးမှာတိုးတက်လာတယ်အင်ဒိုတို့ဆိုအင်ဒိုတော့ကောင်းလာတယ်နောက်တစ်ဆင့်ကကျွန်တော်တို့ကမလေးနဲ့တွေ့ရဆိုတဲ့အတွက်မလေးကတော့ဗီယက်နမ်ကိုတော့အေဇီးနဲ့ရှုံးတယ်ပေါ့နော်ကျွန်တော်တို့ဟိုကြည့်လိုက်ဒါပေမဲ့မလေးတော့ကျွန်တော်တို့နိုင်ပါပါမလေးတော့နိုင်ပါပါဒါပေမဲ့ဗီယက်နမ်ကတော့ကျွန်တော်တို့နဲ့ပြိုင်မဲ့ဟိုဖြစ်တဲ့အတွက်ကျွန်တော်တို့နဲလေးအားထည့်ပြီးတော့ကစားမယ်တော့ရှိပါတယ်Yet got chow picture that okay. Can I go to sa chili maile? Chiru sha uniquely. Yona yang pansa theory yare. အခုစီးရင်ရဲ့အမြင်မှာကအမျိုးသမီးတွေကတော်တော်လေးအခြေအနေကောင်းပါတယ်အခုအုပ်စုအဖွင့်ပွဲမှာဖိလစ်ပိုင်နဲ့ကန်တယ်ပွဲဆဆချင်းမှာပဲသူတို့ကဝင်းသိန်းထွန်းရဲ့တကူနဲ့ဥဆောင်မှုရတယ်ပေါ့လေဒါပေမဲ့ဖိလစ်ပိုင်ကလည်းတော်တော်လေးကိုပြင်ဆင်လာတယ်အမျိုးသားရောအမျိုးသမီးရောကအရင်နဲ့မတူတော့ဘူးခင်ဗျအရန်တိုးတက်လာတယ်သူတို့ရဲ့တိုးအားရုံအားမြန်မာမျိုးသမီးလည်းတော်တော်လေးကိုခုခံကာကွယ်နေရတယ်အထူးသဖြင့်ဘိုးသမားကတော်တော်လေးကောင်းနေတာပေါ့အဲ့လိုနဲ့သူတို့ခြေပါကိုရသွားတယ်ဗျာခြေပါကိုရပြီးတဲ့နောက်ပိုင်းမှာသူတို့ရဲ့တိုက်စစ်ကကြောက်ခမန်းလေးလေးပဲဘိုးသမားနဲ့ဗက်တန်းတွေအသေးအံဖြတ်ထုတ်နေရတယ်ဒါပေမဲ့ပွဲပြီးတဲ့နေ့မှာဒုတိယပိုင်းမှာလူစားဝင်လာတဲ့မေထက်လူလေးကဲတင်မှုကြောင့်ခေါင်းတိုက်ကိုနဲ့89မိနစ်အရောက်မှာဘိုးရတယ်ပွဲဒီတဲ့ရှင်တော့မှခြေပါကိုပြန်ပြီးရမယ်အနေအထားမျိုးပါရှိတယ်ဒါပေမဲ့လည်းကံကောင်းထောက်မှစွာနောက်တန်းရဲ့ဖြတ်ထုတ်မှုတင်းလိုက်စုစည်းမှုတွေကြောင့်သူတို့တွေကနိုင်ပွဲကိုရရှိလာတယ်နော်ဒါပထမပွဲပေါ့ဒုတိယပွဲအနေနဲ့ကသူတို့ရှေ့ရက်နေ့မှာမလေးရှားနဲ့ကန်ရမယ်မလေးရှားအတင်းရဆိုရှင်လည်းဗီယက်နမ်ကိုဂိုးပြတ်နဲ့ရှုံးတာပဲနော်ဒါပေမဲ့လည်းပို့လို့တော့မရဘူးဗျသူတို့တွေကလည်းအစင်လာရှိတဲ့မျိုးသမီးအတင်းတွေဖြစ်နေတယ်အဲ့တော့တော်တော်လေးတော့သတိထားပြီးတော့ကန်ရပါမယ် Bogu ban tian nakame nili boyu ngachu you mu where's the night late taste songani nili api ngatui de chide la bi le can be the go wedding only them ja on me မနေ့ကကန်သွားတယ်မြန်မာမျိုးသမီးဖိလစ်ပိုင်နဲ့ပွဲအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့เนาะဒါနိုင်လိုက်ပြီပေါ့နိုင်လိုက်ပြင်တော့နားလေအခုလာမဲ့ဦးမလေးရှားပေါ့နောက်သူတို့ကအုပ်စုကသူက9သင်းတော့ဖြစ်နေတဲ့အတွက်ဟလာအခုလာမဲ့ရှေ့ရက်နေ့မှာကဲမဲ့မလေးရှားတဲ့အသင်းမှာသူတို့နိုင်ဖို့လိုတယ်နိုင်မျိုးလိုရဲ့ဒါပေမဲ့နိုင်ပြင်တော့ညားလေသူတို့နောက်ဆင့်တက်ဖို့ဆိုတာကလည်းတော်တော်လေးကိုကြိုးစားရုန်းကန်ရအောင်မယ်ခင်ဗျမြန်မာမျိုးသမီးခြေစွမ်းအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အခုသူတို့ရဲ့ဟိုတင်းဝက်လေးပေါ့နော်ဟိုစီလုံးညီဟိုအားလေးတွေလည်းကောင်းပါတယ်နောက်မဲ့အရန်ဟိုကျွန်တော်တို့ပရိသတ်တွေမျောလင်းထားသလောက်အရန်အာကိုရပြီးတော့သူ့နေရာနဲ့သူပေါ့ထောင်းစီအောင်ပေါ့နော်ရှားတဲ့ဟာတော့တိတ်တော့မမြင်အောင်ဘူးဗျဒါမဲ့အတင်းရဲ့ကြိုးစားအားထုတ်မှုကောင်းတယ်တင်းဝက်ကောင်းတယ်နော်နောက်ဟိုရှေ့တန်းမှာဆိုလို့ရှိရင်လည်းအခုဟလာဟိုမေထက်လူလေးတို့နော်ဗာလေးဟိုဝင်းသိကြီးထွန်းတို့ဗာတို့ဆိုလို့ရှိရင်လည်းဘာပဲပြောမြန်မာအတင်းအတွက်အရန်အာကိုအားထားရတဲ့ဒါတိုက်စုမှုမြန်မာမျိုးသမီးလေးတွေပေါ့နော်အဲ့အတွက်လည်းသူတို့ရဲ့ခြေသွမ်းလေးတွေနဲ့ကတော့ပြောစရာမရှိသလိုခြေသွမ်းအနေနဲ့လည်းလိုအပ်ချက်တွေအများကြီးရှိနေသေးတဲ့အတွက်အခုရှေ့ပွဲတွေအတွက်ကိုလည်းသူတို့ရဲ့
ခြေတန်းခြေသားလေးတွေကိုဒီထက်ပို့ပြီးတော့သူတို့ကြိုးစားအထောက်မဲ့ဆိုရင်တော့အတိုင်းအတာတစ်ခုတည်းရောဟိုတိုးတက်ကောင်းမွန်လာလိမ့်မယ်လို့တော့ထင်ပါတယ်ဗျကျွန်တော်အမြင်ပြောပြရမယ်ဆိုရင်တော့လက်ရှိကစားနေတဲ့မြန်မာအမျိုးသမီးလေးစဉ်ဘောလုံးတွေဟာတစ်ချိန်ကဘောလုံးနဲ့ဆိုင်အခုပို့ပြီးတော့တိုးတက်ဖွံ့ဖြိုးလာတယ်စီရလာတယ်စမ်းကြမှုတွေနည်းနည်းကောင်းလာတယ်လို့ကျွန်တော်ယူဆပါတယ်ခင်ဗျာပြည်သူတွေကလူချင်းတယောက်ချင်းကစားတဲ့အားတွေပေါ်မှာကြည့်ပြီးအားပေးလာတဲ့ကောင်းတဲ့အနေအထားလေးတွေကိုတော့ပြည်သူတွေတော့အားပေးမှာပဲအဲ့တော့ကျိုးသားမှာဒီကစားသမားတွေတမီးတို့အလုပ်ပဲအဲ့ဒီအတွက်လည်းကျိုးသားပါကျွန်တော်တို့ကြည့်နေတဲ့ပြည်သူတွေကလည်းတိုးတက်ဖွံ့ဖြိုးလာတဲ့အားစားနဲ့ပတ်သက်ပြီးတော့ဝိုင်းဝန်းပြီးတော့ဟိုပံ့ပိုးကူညီလို့အဆင်သင့်ရှိပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ပေါ့လေဘောလုံးနီးပြတယောက်အနေနဲ့ကျွန်တော်လှုပ်လာခဲ့တဲ့တခြားလုံးမှာဘောလုံးနီးပြတယောက်အနေနဲ့ဒီဘောလုံးသမားတွေအခုလက်ရှိကြည့်ရတဲ့မင်္ဂလေးတွေအတင်းကိုဟိုကြည့်ပြီးပြောရမယ်ဆိုရင်တော့အစစအရာရာလေ့ကျင့်လာတဲ့အလေးအကျင့်လေးတွေကတင့်တော်ပြီးတော့ကောင်းမွန်လာတယ်လို့ကျွန်တော်ယူဆထင်မြင်ပါတယ်ခင်ဗျာအရန်ပြောရှင်မိပါတယ်ဒါကျွန်တော်တို့အုပ်စုတက်ဖို့60ရာခိုင်နှုန်းလောက်ကြေကြသွားပြီပေါ့နော်အဲ့အတွက်ဒီနေ့နိုင်သွားတာကျွန်တော်တို့ခွန်အားပစ္စည်းပေါ့နောက်ဝဲရိတ်ကံမှုအတွက်ဟုတ်ကောင်းပါတယ်ကျွန်တော်တင်ရဲ့စီလုံးကိုပြပါဖတ်တင်ကိုလည်းတစ်ဖက်တင်ကလည်းတော်တော်လေးကောင်းပါတယ်သူတို့လည်းသူတို့ရဲ့ရှိတဲ့အားနဲ့ကျွန်တော်တို့တုတ်ပြန်ကစားတယ်ကျွန်တော်တို့ကကျွန်တော်ရှိတဲ့အားတုတ်ကစားအမှားများတော့ခံသွားရပါအားကြောင့်မို့ကျွန်တော်တင်ကအနိုင်ရပါဘူးအရန်ပြောပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တင်ကဥဆောင်ကိုရတဲ့အချိန်မှာအရန်အားရှိသွားတယ်ပေါ့ကစားသမားတွေအားလုံးအားရှိသွားတယ်အဲ့တော့ဒီတော့ကိုလာပြောပါတယ်ဟုတ်သမိုင်းကြောင်စင်လာကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသို့အနာဂတ်မှာ MYANMAR